โอเคအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့အာလူကင်း dimension ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ဘာအကြောင်းအရာလေးကိုပြောပြဖို့ရောက်လာတယ်ဆိုတော့ကောင်းမောင်းရတာကိုမှသဘောကျတယ်အထူးသဖြင့်ခီးတဲ့တင်ဘတ်စကားယူကိုမောင်းရတာဝါသနာပါတဲ့ brother တွေအတွက်အကြိုက်တွေ့စေမဲ့ game အကြောင်းအရာလေးကိုပြောပြဖို့ရောက်လာတာပဲဖြစ်ပါတယ်အဲ့ဒါကတော့ကိုယ့်ရဲ့ mobile phone လေးနဲ့ပဲတကယ်ဘတ်စကားမောင်းနေလိုမျိုးပြည်ပြင်းနဲ့ခံစားချက်မျိုးပေးစွမ်းနိုင်မဲ့အကောင်းဆုံး best simulator mobile game 5ခုအကြောင်းကိုကျွန်တော်ကရွေးချယ်ပြီးတော့ပြောပြပေးသွားမှာပဲဖြစ်ပါတယ် brother တွေရဲ့မှာရော simulator game တွေကိုကြိုက်တဲ့သူရှိလားရှိရဆိုရင် comment မှာကြိုက်တယ်လို့ရေးခဲ့ပြီးလို့ရပါတယ်ခင်ဗျာကဲဒါဆိုရင်အချိန်ဆွဲမနေပဲနဲ့ကျွန်တော်တို့စလိုက်ရအောင်နံပါတ်5နေရာမှာကျွန်တော်ရွေးထားတဲ့ game လေးကတော့ Best Simulator Indonesia ပါခင်ဗျ။ BUSSID လို့လည်းအတူကောက်ခေါ်ကြပါတယ်။ဒီ game ကဘာလို့နာမည်ကြီးရလဲ။လူတော်တော်များများကဘာလို့ကစားကြရလဲဆိုတော့သူ့မှာတကယ်မိုက်တဲ့အချက်တွေအများကြီးပါလို့ပါပဲခင်ဗျ။အဓိကအားသာချက်တွေထဲမှာဆိုရင်ပတ်ဝန်းကျင်ကတကယ်လက်တွေ့နဲ့တူအောင်ဖန်တီးထားတာကိုတွေ့ရမှာပါ။ game လေးကမြေပုံတွေ၊လမ်းတွေ၊မြို့တွေဆိုတာကအင်ဒိုနီးရှားနိုင်ငံရဲ့တကယ်နေရာတွေကိုပဲအခြေခံထားတာဆိုတော့ကစားနေရင်းနဲ့ပဲဒီနိုင်ငံတွေကိုရောက်သွားသူမျိုးခံစားရတယ်။ပြီးတော့ကိုမောင်းမဲ့ဘတ်စကားကြီးတွေကိုလည်းကိုယ်စိတ်ကြိုက်လွတ်လွတ်လပ်ပြင်ဆင်လို့ရတယ်။ကားရဲ့အယောင်အသွေးဒီဇိုင်းကားမှန်းတန်တွေကအစားအကုန်လုံးကိုယ်စိတ်ကြိုက်ကိုပြောင်းလဲလို့ရတယ်။အဲ့အပြင်ဒီ game ရဲ့တကယ်အကောင်းဆုံး feature တစ်ခုကတော့မုတ်တွေထည့်ပြီးတော့ကစားလို့ရတာပါပဲ။တခြားကစားသမားတွေကိုယ်တိုင်ဖန်တီးထားတဲ့ဘတ်စကားမျိုးစားအသစ်တွေမြေပုံအသစ်တွေအပြင် brother တို့အကြိုက်တွေ့စင်မဲ့မြန်မာ 1PS မုတ်တွေကိုတော့ထည့်ပြီးတော့ဆော့လို့ရတာဆိုတော့ကစားရတာဘယ်တော့မှရိုးမသွားဘူးပေါ့ဗျာဖုန်းကင်းတစ်ခုအနေနဲ့ရတယ်သူ့ရဲ့ graphic quality ကတော်တော်လေးကိုအသေးစိတ်ကျပြီးတော့ကြည့်လို့ကောင်းတာကိုတွေ့ရတယ်။နေ့ညအချိန်တွေပြောင်းလဲရတာတွေမိုးရတာမျိုးတွေလည်းပါဝင်တယ်။ဒီ game ရဲ့အကောင်းဆုံးအချက်တွေကတော့ mode support ပေးရပါပဲ။ customization ကလည်းတော်တော်လေးကိုများတယ်။ရိုးရှင်းတဲ့ control တွေနဲ့မောင်းလို့လည်းကောင်းပါတယ်။ဒါပေမဲ့တချို့စက်တွေမှာရောနည်းနည်းလေးရမျိုးတော့ဖြစ်နိုင်ရင်ခင်ဗျ။ brother တွေထဲမှာရော BUSSID ကိုကစားဖို့ရတဲ့တွေရှိလားဘယ် 1PS mode ကိုအကြိုက်ဆုံးလဲဆိုတာကို comment မှာပြောပြပေးခဲ့လို့ရပါတယ်ခင်ဗျကျွန်တော်တို့စရင်ရဲ့နံပါတ်4နေရာတော့ရောက်ရှိလို့ရပါပြီဒီနေရာမှာရှိနေတဲ့ game ကတော့ Best Simulator Ultimate ပါပဲနာမည်အတိုင်းပဲတကယ်ကို Best Company ပိုင်ရှင်တရားလို့ခံစားရပြီးတော့အကုန်လုပ်လို့ရတယ်ခင်ဗျ Ultimate Experience ပေါ့ဗျာဒီ game ရဲ့ထူးခြားတဲ့အချက်ကတော့brother တို့ကကိုပိုင်ဘတ်စကားကုမ္ပဏီလေးကိုအခြေခံနေစပြီးတော့ထူထောင်လို့ရတယ်။ရုံးခန်းတွေကိုဘယ်နိုင်ငံဘယ်မြို့တွေမှာဖွင့်မလဲဘယ် driver တွေကိုငှားမလဲဘယ်ခီးစဉ်တွေကိုပြေးဆွဲမလဲလက်မှတ်ဈေးတွေဘယ်လိုသတ်မှတ်မလဲဆိုတာကိုတကယ်စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေတယ်လို့မျိုးအကုန်လုပ်လို့ရပါတယ်။ကမ္ဘာတဝန်းကမြို့ကြီးပေါင်း2000လောက်မှာခီးစဉ်တွေကိုပြေးဆွဲနိုင်တော့ကမ္ဘာအနှံ့မောင်းတဲ့ feeling ကိုလည်းရပါတယ်။ဂိမ်းတွေကခီးတယ်တွေကလည်းရိုးရိုး AI မဟုတ်ဘဲနဲ့သူတို့မှာကိုယ်ပိုင်တုံ့ပြန်မှုတွေရှိတာကိုတွေ့ရပါတယ်။ကိုယ်ဝန်ဆောင်မှုပေါ်မူတည်ပြီးတော့ review တွေကောင်းလားမကောင်းလားဆိုတာကိုလည်းသူတို့ကအကဲခတ်ပြီးတော့ပေးနေပါပါ။နောက်ပြီးတော့ဒီဂိမ်းထဲမှာဖြစ်မီကားအမျိုးအစားပေါင်း30ကျော်လောက်ပါဝင်ပါတယ်ခင်ဗျာ။ online multiplayer မဟုတ်ကတော့ကိုယ်တငယ်ချင်း brother တွေနဲ့အတူတူ company တူတူထောင်မလားဒါမှမဟုတ်ဘယ်သူ company ကပိုကြီးလဲဆိုတာကိုပြိုင်မလားအကုန်လုံးလုပ်လို့ရပါတယ်။ Best Simulator Ultimate ရဲ့အားသာချက်ကတော့ကမ္ဘာမျိုးကြီးအများကြီးမှာမောင်းလို့ရတာပါပဲဒါပေမဲ့ free version မှာတော့ကြော်ညာနည်းနည်းများနိုင်ပါတယ်ခင်ဗျ Best Simulator Ultimate ကစားနေတဲ့ brother တွေရှိလားကိုယ့်ရဲ့ Best Company နာမည်လေးကို comment ထဲမှာမျှဝေပေးခဲ့လို့ရပါတယ်ဒါမှမဟုတ်ဒီ game အကြောင်းဗမာထပ်ပြောချင်တာရှိလဲဆိုတာကိုလည်းပြောပြပေးခဲ့လို့ရပါတယ်ခင်ဗျကဲ brother တွေကျွန်တော်အခုtop 5ထဲမှာ game နှစ်ခုအကြောင်းကိုပြောပြပေးပါပါခင်ဗျာဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေ game တွေအကြောင်းအရာတွေကိုနောက်ထပ်အများကြီးတင်ပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာ subscribe လုပ်ရင်မကအောင်နော်ဗီဒီယိုအသစ်တိုင်းအရင်ဆုံးသိလို့ရအောင်ဘေးနားကခေါင်းလောင်းပုံလေးကိုလည်းတစ်ချက်လောက်နှိပ်ပေးခဲ့လို့ရပါတယ်ဒီဗီဒီယိုလေးကိုကြည့်ရှုရသဘောကျရင်ဆိုရင်တော့ like လေးပေးခဲ့ဖို့လည်းမမေ့ပါနဲ့ဒါမှလည်းကျွန်တော်ကနောက်ထပ်ဗီဒီယိုတွေကိုဖန်တီးဖို့အားရှိမှာပါ brother တို့တငယ်ချင်းတွေထဲမှာကားမောင်းရတာကြိုက်တဲ့တငယ်ချင်းတွေကိုလည်းဒီဗီဒီယိုလေးအကြောင်းသိအောင်လို့ share ခဲ့ပေးလို့ရပါတယ်ခင်ဗျာကဲဒါဆိုရင်ကျွန်တော်တို့နံပါတ်3ခင်းလေးကိုစပြီးတော့ကြည့်လိုက်အောင်ဒီခင်းလေးကတော့ World Best Driving Simulator လို့ခေါ်ပါတယ်ဒီ
ဒီ game ကတော့တကယ် management အပိုင်းတွေထက် bus ကားမောင်းရတဲ့အတွေ့အကြုံကိုအဓိကဦးစားပေးထားပြီးတော့တကယ်ကို realistic ဖြစ်အောင်ဖန်တီးထားတဲ့ game လို့ပြောလို့ရပါတယ်ခင်ဗျာဒီ game ရဲ့အကောင်းဆုံးအားသာချက်ကတော့ realistic driving physical ပါပဲ brother တို့ကားမောင်းတဲ့အခါကားရဲ့အလေးချိန် lever နင်းတာတို့ brake အုပ်တာတို့ပွေဝိုက်တာတို့ဟာတကယ်အပြင်မှာ bus ကားမောင်းရလိုမျိုးတိတိကျကျခံစားမှုရအောင်လုပ်ပေးထားတာပဲဖြစ်ပါတယ်driver တယောက်တော့ကလည်းဒီလို feeling မျိုးတွေကတကယ်ကိုအရေးကြီးရလေလမ်းတွေမြို့တွေပတ်ဝန်းကျင်တွေကိုလည်းအသေးစိတ်တိတိကျကျလှပအောင်ဖန်တီးထားတယ်လမ်းပေါ်မှာတခြားကားတွေကလည်း AI စနစ်နဲ့တွားနေကြတာဆိုတော့တကယ်လမ်းပိတ်ဆို့မှုတွေလည်းကြုံရနိုင်ပါတယ်မတူညီတဲ့ bus ကားမျိုးစားတွေကိုလည်းပါဝင်ပြီးတော့ကားတစ်စီးချင်းစီရဲ့မောင်းနေရတဲ့ feeling ကလည်းမတူပါဘူးလင်းညအချိန်ပြောင်းလဲရတဲ့အပြင်မိုးရတာတွေရာသီဥတုအခြေအနေတွေကလည်းကစားရဖို့ပိုပြီးစိန်ခေါ်မှုဖြစ်စေပါတယ်ဒီ game လေးကတော့ bus mounted simulator ကိုတကယ်ခံစားချင်တဲ့လူတွေအတွက်အသင့်တော်ဆုံးပါပဲ graphic ကလည်းတော်တော်လေးကိုကောင်းပါတယ်ဒါပေမဲ့ company ထောင်တာမျိုး feature မျိုးတွေရောမပါဘူးပေါ့ဗျာဘယ်လိုလဲဗျ brother တို့ကရောဒီ game လေးက top 5 ထဲမှာပါတဲ့လားဒါမှမဟုတ်ဒီ game လေးကိုကစားဘူးလားဆိုတာကိုပြောပြပေးခဲ့ပါအောင်ခင်ဗျကဲကျွန်တော်တို့စရင်ရဲ့အဆင့်နှစ်နေရာလေးကိုရောက်ရှိလို့လာပါပြီဒီ game လေးကတော့ mobile bus simulator ပါဒီ game ကလည်း bus simulator ကစားတဲ့ brother တွေကြားထဲမှာတော်တော်လေးကိုရေပန်းစားပါတယ် game ရဲ့အဓိကဆွဲဆောင်မှုကတော့သူ့ရဲ့ open world map ပါပဲ brother တွေ game ထဲမှာကလွတ်လွတ်လပ်သွားလို့ရတဲ့မြေပုံကြီးကြီးပါဝင်ပါတယ်ဆိုလိုတာကမြေပုံထဲမှာကိုသွားကျင်တဲ့နေရာမောင်းကျင်တဲ့နေရာလမ်းကြောင်းအတိုင်းကိုလွတ်လွတ်လပ်လပ်မောင်းနှင်သွားလာလို့ရပါတယ်ခင်ဗျာမြို့ထဲပဲမောင်းမလားကြေးလက်ဖက်ပဲမောင်းမလားတောင်ပေါ်လမ်းတွေပဲမောင်းမလားဆိုတာကိုကိုစိတ်ကြိုက်ရွေးချယ်လို့ရပါတယ်ဘတ်စကားတွေကလည်းလှပပြီးတော့အသေးစိတ်ကြတယ်ကားအတွင်းမှာ view တွေကလည်းတော်တော်လေးကိုကောင်းတယ်အမျိုးမျိုးသောဘတ်စကား model တွေလည်းပါဝင်တယ် customization ပိုင်းမှာလည်း BUSSID လိုပဲကိုကားကိုစိတ်ကြိုက်လှလှပပပြင်ဆင်လို့ရပါတယ်ကားဟွန်းတွေမီးလုံးတွေအထိပြောင်းလဲနိုင်တာကိုလည်းတွေ့ရပါတယ်နောက်ပြီးတော့ traffic rule တွေကိုလိုက်နာရတာမှတ်တိုင်တွေမှာခရီးသည်တွေကိုတင်ချရတာစီထက်ဟာမျိုးတွေကလည်းတကယ် bus car driver တယောက်ရဲ့လှုပ်ဆောင်မှုတွေကို realistic ဆန်အောင်ထည့်ပေးထားပါတယ်ပတိမထားမိရင်တော့မှပဲရင်စီကလက်စီကကိုမလိုက်နာလို့ရဲဖမ်းတာမျိုးအောင်ကြုံနိုင်ပါသေးရဲ့ခင်ဗျကိုယ့်ရဲ့ driving skill ကိုလည်း achievement တွေ leader vote တွေကနေတဆင့်တခြားကစားသမားတွေနဲ့ရှင်ပြိုင်လို့ရပါတယ်ခင်ဗျMobile Bus Simulator မောင်းဖို့တဲ့ brother တွေရောဘယ်လိုထင်လဲဒီ game လေးရဲ့ဘယ်အချက်ကိုအကြိုက်ဆုံးလဲ comment မှာပြောပြပေးခဲ့လို့ရပါတယ်ခင်ဗျာကဲ brother တွေကျွန်တော်တို့စရင်ရဲ့နံပါတ်1နေရာမှာရှိနေတဲ့ game ကတော့ Bus Simulator Evo ပါဒီ game ကိုကျွန်တော်ရဲ့နံပါတ်1နေရာမှာဘာလို့ပေးထားရလဲဆိုတော့သူ့ရဲ့ graphic ပိုင်း gameplay ပိုင်း feature ပိုင်းအားလုံးကိုပေါင်းစပ်လိုက်တဲ့အခါမှာတကယ်ကိုပြည့်စုံပြီးတော့အရေးသွေးမြင့်မားနေလို့ပါပဲဒီ game ရဲ့ graphic က mobile game တွေမှာအကောင်းဆုံးလို့ပြောလို့ရပါတယ်မြို့တွေလမ်းတွေပတ်ဝန်းကျင်တွေအလင်းအမှောင်အရေးကြတဲ့ပုံတွေကတကယ်ကိုအသက်ဝင်ပါတယ်ခင်ဗျာကမ္ဘာနေရာအနှံ့အပြားကမတူညီတဲ့မြေပုံတွေမြို့ကြီးတွေနဲ့လမ်းကြောင်းတွေအများကြီးပါဝင်တာလေကစားရတာကိုပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းစေပါတယ်ဘတ်စကားမျိုးစားတွေကလည်းအများကြီးပါပဲတကယ်ကိုနာမည်ကြီး brand တွေကဘတ်စကားတွေကိုလည်းတကယ်အပြည့်နဲ့တူအောင်လို့အသေးစိတ်လှလှပပဖန်တီးထားတာကိုတွေ့ရပါတယ်ခင်ဗျာကားမောင်းတဲ့စနစ်ကလည်းတကယ်ကို accurate ဖြစ်ပြီးတော့ realistic ဆန်တယ် CRI ထိန်းတာ lever နင်းတာတွေကအစတကယ်ကားတစ်စီးကိုမောင်းနေရတယ်လို့ခံစားရပါတယ်ခင်ဗျာတိုးတက်လာတဲ့ AI traffic စနစ်နဲ့အတူရာသီဥတုအမျိုးမျိုးနေ့အချိန်တွေညအချိန်တွေပြောင်းလဲရတာလေ game ကိုပို့ပြီးတော့ realistic ဖြစ်စေရလို့ခံစားရပါတယ်ကိုယ့်ရဲ့ bus car company ကိုတည်ထောင်ပြီးတော့ကြီးထွားအောင်လုပ်လို့ရတဲ့ပြည့်စုံတဲ့ career mode လည်းပါဝင်တယ်online multiplayer မှာကစားသမားတွေနဲ့အတူတူမောင်းနေရတာမျိုးတွေကိုလည်းလုပ်လို့ရတယ်ဆိုတော့တကယ်ကိုပျော်စရာကောင်းတဲ့ game မျိုးပါပဲခင်ဗျာဒီ game ရဲ့ကောင်းတဲ့အချက်တွေကတော့ graphic ပိုင်းမှာဦးဆောင်နေရတယ် driving physical ကပို့ပြီးတော့ refine ဖြစ်တာရယ် bus car တွေကများပြားပြီးတော့အရေးသွေးမြင့်လာရပေါ့ခင်ဗျာဒါပေမဲ့လည်း high graphic ဖြစ်တဲ့အတွက်တချို့ဖုန်းတွေမှာတော့အနည်းငယ်လေးကောင်းလေးနိုင်ပါတယ်ခင်ဗျာဒါကြောင့်မို့လို့ graphic ကလည်းကောင်း gameplay ကလည်းကောင်းfeature လေးစုံတဲ့ဒီ game ကိုကျွန်တော်ရဲ့နံပါတ်1အဖြစ်ရွေးချယ်လိုက်ပါတယ်ခင်ဗျာ brother တို့ရောဘယ်လိုသဘောရလဲဒီ
ဒီဂိမ်းလေးကနံပါတ်1ဖြစ်တဲ့လားဒါမှမဟုတ် brother တို့နံပါတ်1ကရောတခြားဂိမ်းတွေများဖြစ်နေမလားဆိုတာကို comment မှာပြောပြပေးခဲ့လို့ရပါတယ်ခင်ဗျာကဲ brother တို့ရေဒီနေ့မှာတော့ mobile phone နဲ့ကစားလို့ရတဲ့အကောင်းဆုံး best simulator ဂိမ်း5ခုအကြောင်းကိုအတူတူကြည့်ရှုသွားခဲ့ရပဲဖြစ်ပါတယ်ခင်ဗျာနောက်ထပ်ဘယ်လို game မျိုးစားအကြောင်းတွေကိုပြောပြပေးစေချင်လဲဆိုတာကို comment မှာတောင်းဆိုလို့ရပါတယ်ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေ review တွေ tutorial တွေကိုကျွန်တော်တို့ Alu Game Dimension ကနေပြီးတော့အမြဲတမ်းတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ထားပေးဖို့လည်းမမေ့ပါနဲ့ခင်ဗျာပြီးတော့ video အသစ်တွေတင်တာအရင်ဆုံးသိရအောင်လည်းဘင်းတန်းကခေါင်းလောင်းလေးကိုလည်းတစ်ချက်လောက်နှိပ်ထားခဲ့ပေးပါအောင်နော်ဒီဗီဒီယိုလေးကိုကြည့်ရှုရနှစ်သက်တဲ့အကျိုးရှိရဆိုရင်တော့ like button လေးကိုနှိပ်ပြီးတော့မကြည့်ရသေးတဲ့ brother တို့ရဲ့တငယ်ချင်းတွေရှိကိုလည်း share ပေးခဲ့လို့ရပါတယ်ခင်ဗျာကဲဒါဆိုရင်တော့ဒီနေ့တော့ဒီလောက်ပါပဲခင်ဗျာအားလုံးကိုချစ်ရတဲ့ game တွေကိုပျော်ပျော်ရွှင်ရွှင်နဲ့ဆော့နိုင်ပါစေခင်ဗျာနောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့